PUBG Mobile ရဲ့ update တွေမှာ story မလောက်ဆင်းညစ်နေတဲ့ညီကိုတွေနဲ့ Luan Define နဲ့ကစားနေရလို့ချစ်နေတဲ့ညီကိုတွေအတွက် PUBG Mobile ဘက်ကနေ PUBG Mobile Lite ဆိုပြီးတော့ version အသစ်တစ်မျိုးထုတ်ပြီးလာတော့မှာပါအခုထွက်ရှိလာမယ့် PUBG Mobile Lite version လေးရဆိုရင်အရင်ထွက်ရှိခဲ့ဘူးတဲ့ PUBG Mobile Lite နဲ့မတူညီပဲနဲ့ပိုပြီး smooth ပိုပြီး graphic ကောင်းတဲ့ version တွေနဲ့ထွက်ရှိလာမယ်လို့သိရပါတယ်ထူးခြားချက်အနေနဲ့ကတော့ PUBG Mobile Lite version က PUBG Mobile Official Player တွေနဲ့လည်းချိတ်ပြီးတော့ကစားလို့ရမယ်ပြင်ညီကိုရဲ့ PUBG Mobile Official account နဲ့လည်းလုံးဝဝင်လို့ရအောင်ပါဆိုတော့ PUBG Mobile နဲ့မှာရှိတဲ့ညီကိုရဲ့ skin တွေကိုလည်း Lite version နဲ့မှာအသုံးပြုလို့ရနေအောင်ပါ Luan Define နဲ့ Main Define တွေအတွက်ထွက်ရှိလာတဲ့ version ဖြစ်တဲ့အတွက်ကြောင့်မလို့ PUBG Mobile Lite version လေးရဆိုရင်ပေး download storage အနေနဲ့ Android ဆိုရင် 1GB iOS ဆိုရင် 2GB ဝန်းကျင်သာလိုရမှာပါဒါအပြင်မှာအတွင်းထဲအမှတ်နဲ့အခြား resource တွေကိုလည်းစစ်ကြိုက် download ဆွဲလို့ရအောင်မှာမလို့ Luan Define နဲ့ဆော့ညီကိုတွေတက်ကတော့တော်လေးကိုကစားအဆင်ပြေစေမှာပါအခုပြပြခဲ့တဲ့ PUBG Mobile Lite version လေးကလာမယ့် August 25 ရက်နေ့ကျရင် free register စတင်တင်လို့ရမှာဖြစ်ပြီးတော့ဒီနှစ်ကွန်လာမှာစပြီးတော့ကစားလို့ရမှာလို့လည်းသိရပါတယ်ဒီတော့ညီကိုတွေအနေနဲ့ကရောအခုထွက်ရှိလာတော့မယ် PUBG Mobile Lite version လေးကိုလို့ထင်မြင်မိတယ်comment မှာရေးခဲ့ပြီးလို့ရပါတယ်ခုလိုမျိုး PUBG Mobile အတွက်သုံးဝင်တဲ့အကြောင်းအရာတွေကိုအများကြီးတက်ဆက်ပြီးတော့မှမလို့ channel လေးကို follow နေခဲ့ဖို့မမေ့နဲ့အောင်နော်